ဒီထူရဲ့တကယ်ရှင်းတဲ့တော့လူဖတ်နေတဲ့အိမ်ညောင်တဲ့ငယ်ဘောလေးကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့လာပြီးတော့အပိတ်ကြပါဒီကားလေးတကယ်လေးကောင်းပါတယ်ပြီးတော့အခုခေတ်လူငယ်ဆိုလို့ရှိရင်ဒီတောင်မျိုးလေးလောက်ပါလို့ဆိုတော့နည်းနည်းဝေးသွားပြီချင်တယ်ပေါ့နော်ကြောက်ချင်တာပြတာပါမိုင်းနေမှာဝေးသွားပြီချင်တယ်ဒီကားလေးကပြန်ပြီးတော့ reconnect လုပ်ပေးမယ်လို့ကျွန်တော်ပြောနေပါတယ်ဒီညဒီမှာဒီကြီးလဲဆိုတာမောင်သိပါတယ်ဘယ်တော့ဆောင်နေမှာမအကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်ပါစေလို့โอ้ยဒီကားလေးကကျွန်တော်ရဲ့ရှင်းနေကြော်တော့ချခဲ့တယ်နော်ဟိုတော့လည်းမတို့ဘယ်တော့မှတေချာလေးကိုဒါစီစဉ်ပြီးတော့မှတစ်ခေတ်နိုင်ချာတဲ့သူတွေရိုက်ခဲ့အောင်နော်အဲ့လိုကြောင့်မလို့ဒီကားလေးကိုပရိုဂရမ်လည်းအရင်ဟိုအားရတယ်နော်အမြင်လက်တည်စီစဉ်ခဲ့တယ်ဒါမှမဟုတ်ဘူးလားအများကြီးကြာသွားတယ်တက်ပြီးလို့ကျွန်တော်ရဲ့လည်းစနက်ကပညာနဲ့စီမံထုတ်ပြရတဲ့ idea နဲ့ကြည့်လို့ရတယ်နော်အဓိကတော့ဒီကားလေးပေါ့ကားလေးကအရင်ကအကြာကြီးကျွန်တော် fight ခဲ့ရတယ်ဒါပေမဲ့နောက်ဆုံးတော့ရခဲ့ပြီအဲ့လေးပဲကျွန်တော်ဒီဝမ်းတာပြီးရောက်လာတယ်ကိုလေးကရိုက်ခဲ့ရတာခက်ခဲခဲ့ဆိုတာတခြားမဟုတ်ပါဘူးကျွန်တော်တို့ဗာလဲမင်းသမီးတွေဗားရညာတွေဒရိုက်တာအဲ့လိုကြောင့်မဟုတ်ဘူးမဟုတ်ဘဲနဲ့ဒီပြောတယ်ဘူးအဲ့လိုဟုတ်တယ်ပြောချင်တာလို့ပဲလူတွေအများကြီးချားရဲမှာလူတွေကအဲ့တော့ဆိုတကယ်ကျွန်တော်ရိုက်ခဲ့တာလည်းဘယ်သူမှရိုက်ခွင့်မရှိတဲ့ပုတ်ပါဒီပွဲကြီးမှာပေါ့နော်ပွဲကြီးမှာတကယ်ရိုက်ရတာဆိုပေါ်မတော်ဘုံမှာတကယ်ရိုက်ရတာဆိုတော့ဝေးလူများဒီလောက်ပေါ်မမြင်ရောက်ဘူးကြမှာပါအဲ့လူတွေတော့မို့ကျွန်တော်ခြေပါထုတ်လိုက်လို့ရှိရင်ပါသွားတယ်ဆိုတာဒါတကယ်ကျွန်တော်တို့သွားဘူးရောက်ဘူးရိုက်ဘူးမှသိသွားတာပေါ့နော်ကင်မရာတွေပါဆိုတော့ပါသွားတာအမှခံဆောင်လို့မရဘူးအဲ့လိုဆိုတော့ဒါတကယ်ခွင့်ရိုက်ခဲ့ရတာပါချင်းတဲ့ဆင်းနေလဲလွယ်လားဆိုတော့မလွယ်ပါဘူးဘာလို့လဲဆိုတော့အလိုလိုနင်းနေတော့ဒီကားလို့နည်းနည်းရိုက်ရတာခက်နေပါတော့ဟိုကျွန်တော်တော့မထူးစမ်းပါဘူးကျွန်တော်နဲ့သိမဝေဘာလို့လဲဆိုတော့ကျွန်တော်အမေကလည်းတားပြီးတော့မဟုတ်ဆိုပေမဲ့ယုံကြည်တယ်ပေါ့နော်ယုံကြည်တယ်ကျွန်တော်တို့လည်းလမ်းသိမေးတယ်အဲ့တော့ကျွန်တော်တို့ကလည်းဒါဟိုပွဲပဲပေးတာလို့နေထောင်တော့ဘာလို့ဆိုတော့ဒါအဲ့တော့မထူးစမ်းပါဘူးအဲ့ဒီအချိန်တော့ဆိုရင်လူငယ်တော့လည်းကြောက်တာပေါ့ဟိုကပြန်လာဖို့ကလည်းဒီဖက်နဲ့ပြန်လာမှလားခေါင်းတာတွေ့အများကြီးဝင်လာပါတော့ပြန်မလာရင်တော့ကျွန်တော်ဘာဖြစ်မှာလဲမင်းသားဖြစ်တော့လားဒါမှမဟုတ်စီးပွားပြတ်မှာလားဘယ်လိုလဲပေါ့နော်အဲ့လိုအများကြီးစဉ်းစားနောက်ဆုံးတော့အဲ့ဆရာကြီးနဲ့တွေ့တော့မှဘာပြိုးရအောင်လဲမင်းကိုင်းထားလိုက်ပါကွာဒါမှမဖြစ်ဘူးဆိုတော့မှပြင်တောင်းမလို့ရတယ်ကျွန်တော်ကဒါရွေးချယ်ရတာမဟုတ်လို့ပါဆိုပြောလို့ရတယ်နော်ဟာဖြစ်ဘူးတဲ့အကြမ်းမှလုံးရကြပါအဲ့တော့ကျွန်တော်အတူတူနေကြတာဟုတ်အဲ့ငါးရတဲ့နေရာမှာလူနေကြတော့ပြောလို့ရှိမှလေကျွန်တော်ဆက်ပြီးသွားကြရမှာနော်သွားကြရအဲ့လိုဘယ်သူမှလည်းကောင်းပြောနိုင်ဘူးကြောက်ပြီးတော့နောက်လို့ဒီဟာကိုကျွန်တော်ထားလို့ရှိရင်နောက်နေ့ပြန်လာဘယ်လိုလုပ်မလဲတဲ့အဲ့တော့ဘာပြန်ပြောနေတာကိုကျွန်တော်မသိတော့ဒါပေမဲ့ကွန်ပလင်းတက်သေးရဲ့ဒီထူရဲ့တကယ်ရှင်းတဲ့တော့လူဖတ်နေတဲ့အိမ်ညောင်တဲ့ငယ်ဘောလေးကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့လာပြီးတော့အပိတ်ကြပါဒီကားလေးတကယ်လေးကောင်းပါတယ်ပြီးတော့အခုခေတ်လူငယ်ဆိုလို့ရှိရင်ဒီတောင်မျိုးလေးလောက်ပါလို့ဆိုတော့နည်းနည်းဝေးသွားပြီချင်တယ်ပေါ့နော်ကြောက်ချင်တာပြတာပါမိုင်းနေမှာဝေးသွားပြီချင်တယ်ဒီကားလေးကပြန်ပြီးတော့ reconnect လုပ်ပေးမယ်လို့ကျွန်တော်ပြောနေပါတယ်ဒီညဒီမှာ